သူများတွေဘက်မှာအတွဲပိုင်ကောင်းသလားကိုယ့်ဘက်မှာပါတဲ့အတွဲက AFK ဆိုတော့ဒီပွဲမှာစုယူနဲ့2ယောက်ထဲရုံးခဲ့ရတဲ့ပွဲ5ပါတီစောတဲ့ပွဲမလို့လားမသိဘူးတစ်ဖက်ကဟာလေးရတယ်တော်တော်လေးကိုစာတက်ပြီးတော့တော်တော်လေးကိုမှစောက်ခွက်ပြောင်ပြဘလင်စပယ်ပါတယ်ဆိုပြီးငါ့ကိုဒီကောင်ကတခွက်ပြပြီးထားခဲ့မယ်လောက်တာဟဲ့အောင်မင်းပြတဲ့အကွက်ကသူမပြတဲ့အကွက်လောက်မလောက်ဆိုပြီးသူ့ကိုပဲကီးယူပြီးလိုက်တစ်ဖက်ကတန့်ရတယ်သူ့ရဲ့ဂိုးလေးနာကိုလုံးဝမခွာဘူးဒီနေရာမှာတော့စုယူနဲ့2ကောင်ပေါင်းတက်တယ်ဆိုပေမဲ့တစ်ဖက်ကကလောက်က Purify နဲ့လာတော့ဒီနေရာမှာတစ်ခါလေးပြတ်မသွားပဲနောက်ကတန့်အောင်ပဲအကုန်လုံးဝိုင်းဖြတ်ပေးလိုက်ငါလည်းရည်တန်ရှင်းခေါ်ချင်းကွိုင်ဆိုတော့ဒီကောင်ဘာလုပ်မယ်ဆိုတော့ကြိုးတိနေတော့လေဒီနေရာမှာဘယ်လိုလုပ်ပြမလဲဆိုတော့တားကြီးလိုပဲကြည့်လိုက်တော့ကွာစကေးတူကိုအမှန်ကန်ချိန်ပြီးဒီကောင်ရှိတဲ့ဘက်ကိုလှမ်းပြစ်မှာပဲဒီကောင်ကိုကြီးရပါတော့ဒီနေရာမှာငါမတ်ဟတ်ထားလာတော့မင်းတို့မေးလိမ့်မယ်ကွာဒါတော့နောက်ဆုံးတာတွေကိုဒီကောင်ကဆရာကြီးထားနဲ့လာယူကြည့်နေတာအဲ့တော့လေ flicker ပေးပြီးဒီကောင်ကို stand ပေးပြီးတော့ပဲအကုန်လုံးဝိုင်းဖြတ်ပေးလိုက်တစ်ဖက်ကတန့်ကောင်းသလားသူတို့ဘက်ကဘက်ကတွေလုံးဝမပါတော့ငါဒီတန့်အတွက်တော့လုံးဝမျက်ရည်နှစ်ဆက်ကွာဒီလိုပါပဲပေးဆက်တာတော့ပြန်မရတာဆိုလို့ဒီတန့်နဲ့မင်းတို့ကောင်တွေပဲရှိရကွာတစ်ဖက်ကဟာလေးကလည်းငါ့ကိုတော်တော်လေးကိုမှမျက်နှာပြောင်တာဟဲ့အောင်ဒီနေရာမှာသူပြန်ပတ်သွားတဲ့ထားနဲ့ဒီကောင်ကိုပြန်လာပြီးငါ့ကိုခွင်းဆွတ်ကျင်နေတာအဲ့တော့လေသူဆွတ်တဲ့ခွင်းနဲ့ပဲဒီကောင်ကမှန်ကန်ပြေးပြီးတော့ပဲ emoji ပါလေးပြပေးလိုက်တယ်ကွာ Victory!